ပြောမယ်ဆိုရင် reggae ကဂီတတစ်ခုတည်းမဟုတ်ဘူး reggae ကဘဝလည်းဖြစ်တယ်ပေါ့နော်မင်္ဂလာပါခင်ဗျာဆက်တာတက်ကြော်ရကြော်ရှိပါစီဗျာဒါတော့ဆက်တာတော့ဘယ်တော့မှသိတော့မှာမဟုတ်ဘူးသူကနာမည်အကြံခဲ့မှာပဲနော်သမိုင်းမှာအရင်အကြတယ်အဲ့တော့ဆက်တော့တက်ကြော်ရကြော်ရှိပါစီကြောင်းစုမကောင်းတောင်းပေးပါတယ်ခင်ဗျာချစ်လားဗာချစ်ကြောင်းချစ်လားဆက်နဲ့ကျွန်တော်နဲ့ကအမတ်တမဲ့ပေါ့နော်စုံဖြစ်တယ်ခီးတွေလည်းအတူသွားဖြစ်တယ်ပေါ့နော်နိနိကက်ကလည်းနေခဲ့ရတဲ့အချိန်တွေအများကြီးရှိတယ်ပေါ့နော်ဆိုတော့သူ့ရဲ့ဇာတ်ရည်လေးတွေသူ့ရဲ့လက္ခဏာတွေကအရင်လွတ်လပ်ပြီးတော့မှဟိုဘယ်လိုပြောမလဲလွတ်လပ်တယ်ပေါ့ဗျာအဓိကသူ့ရဲ့ lifestyle လေးကိုလက်တယ်အဲ့ဒီဟာကိုကျွန်တော်ချစ်နေတာဟုတ်ကဲ့ပါဟိုလေမင်္ဂလာပါနောက်တစ်ခုကလေသူကဟိုလေအဲ့ reggae ကြောင်းလေးကပြောဒီနေရာမှာမတွေ့ရကြဘူး reggae နဲ့ပတ်သက်လာရင်လည်းစက်လို့ရreggae ကလည်းခုနကျွန်တော်ပြောတဲ့အထက်မှာသူ့ရဲ့ base ကအခြေခံထားတာ love ပဲလीเนาะချစ်ချင်းမြတ်တာကိုအခြေခံပြီးတော့မှသူကလွတ်လပ်ခြင်းကိုသူကပုံဖော်နေတာပေါ့ဆိုတော့အားလုံးကိုပေါ့နော် reggae အားဖြစ်ပေါ့နော် reggae ဂီတအားဖြစ်ပေါ့ reggae သတင်းစကားလေးတွေပေါ့နော်ကျွန်တော်ကဆက်ပြီးတော့ကြားပြောနေမှာဖြစ်တယ်။ဘာလို့ဆိုဟိုးကလေးကနေကျွန်တော်တို့သူများအတိမတ်ပြုထားတယ်ပေါ့။ဒီဘေးက reggae ပေါ့နော်ဘာညာဆို reggae ကဘာလဲဆိုမသိတဲ့လူလည်းရှိပါတယ်နော်။အဓိကတော့ reggae ဆိုတာကျွန်တော်ခုနပြောသလိုပဲချစ်ချင်းမြတ်တာကိုအခြေခံပြီးတော့မှဒီငြိမ်းချမ်းခြင်းကိုပုံဖော်တယ်ပေါ့နော်လွတ်လပ်စွာပုံဖော်တဲ့အရာလေးတစ်ခုဖြစ်တယ်ပေါ့နော်။ဟုတ်ကျွန်တော်ဘောမာလီကိုချစ်တယ်ဟိုကကိုပါဟိုကလည်းချစ်တယ်ကျွန်တော်ရဲ့ icon ကြီးပေါ့နော်ဘောမာလီကတော့ဘာပြောသူ့ဆီကနေတင်ယူတာတွေအများရှိဒါပေမဲ့ကျွန်တော်သူ့ကိုတီးတဲ့အချိန်မှာသူကကဘာကြီးထဲမှာမရှိတော့ဘူးဒါပေမဲ့သူအများကြီးထားခဲ့တယ်ပေါ့နော်ခုနဆရာဒါနဲ့ဆက်ဆက်လိုက်လို့ပေါ့နော်ဘရောမသိဘူးဆိုတော့ဘရောကျွန်တော်တို့ဘရောမသိဘူးဆိုတဲ့လူထဲမှာ bot မာလီလည်းပါတယ်နော်ဟုတ်ဘိုးကဒီလိုရ reggae ကိုမြင်ရတယ်ကာလာဟိုက best ကစား reggae ကအဲ့ဒါလေးပါပြောပြပါရှင်ဒါတော့သူ့ရဲ့အတိတ်ပဲတော့ပြောရင်တော့ရှေးဖြစ်မယ်အဓိကပြောချင်တာကတော့ reggae ကိုသိချင်လို့ရှိရင်ဒီခေတ်အရန်လွယ်သွားပြီဝင်ခောက်ကြည့်လိုက်နော်ကျူထဲမှာလည်းရှိတယ်အများကြီးရှိတယ်ဒီအယောင်3ယောင်อ่ะဘာလို့ရေညွှန်းလဲတော့ဘာလို့ပေါ့နော်ကျွန်တော်အခုပြောရင်လည်းရှေ့သွားမှာဆိုလို့ဟိုမှာအရန်လွယ်ပြီတော့ပေါ့နော်စိတ်ဝင်စားတဲ့လူသိချင်တဲ့လူတွေကတော့ခုနပြောသလိုပဲ reggae ဆိုတာကခောက်လိုက်ကြအဲ့မှာစင်းမြက်တွေအကုန်ပေါ်လာတယ်ပေါ့နော် तू ကဟိုတခုတည်းမဟုတ်ဘူး lifestyle ဘဝတစ်ခုပါဖြစ်နေတာနော် तू ကဟိုတီးတဲ့အတွက် isolated ဒါဂီတကွာဘာညာမဟုတ်ဘူးသူက lifestyle မှာဖြစ်နေဘဝကြီးပဲဖြစ်နေတဲ့အတွက်ကြောင့်အရန်ကိုအကျယ်ကြီးပဲရှောက်ပြောမယ်ဆိုတော့ဗောလေအဲ့လိုမျိုးဖြစ်သွားမှာဆိုလို့ဆိုတော့ reggae ရဲ့နောက်တော့ခုနrasta ဆိုတဲ့ရှိတယ်အဓိက reggae နဲ့ rasta man ဆိုတာလူမျိုးတွေပေါ့နော်ဒီကောင်တွေရဲ့အမျိုးအနွယ်တွေရဲ့ဇယိုက်ဓလေ့တွေ culture တွေလေ့လာလိုက်တာနဲ့ဆက်ဆက်မှုကိုပြုတ်ပြီးတော့မှအဲ့လိုမျိုးဖြစ်တာပေါ့နော်ပြောရမယ်ဆိုရင် reggae ကဂီတတစ်ခုတည်းမဟုတ်ဘူး reggae ကဘဝလည်းဖြစ်တယ်ပေါ့နော်ဟုတ်reggae နဲ့ပတ်သက်ပြီးနောက်ဖြစ်လူငယ်တွေကိုလည်း discuss လုပ်ပြီးတော့အဲ့ဒါတော့ဘယ်လိုပြောမလဲအခုကတော့တဖြည်းဖြည်းနဲ့တိလာတဲ့လူကနေပြီးတော့တိပြီးတော့သူ့အပိုင်းနဲ့သူပေါ့နော်ဟိုဟာ reggae ထဲမှာစီးမျောကြတဲ့လူတွေရှိတာပေါ့ကျွန်တော်ကတော့ဘာပြောလဲဆိုပြောတာထဲကျွန်တော်လွတ်လပ်သက်ရှင်နေထိုင်သွားတယ်ဗျာအဲ့ဒီ style လေးကိုလူတွေကကြည့်ပြီးတော့ခုနပြောသလိုပေါ့ပေါ်မှလီကျွန်တော်ဘာမှမပြောခဲ့ဘူးလေနော်ဒါမဲ့သူခြံခဲ့တယ်သူရဲ့လွတ်လပ်သွားတဲ့ style ကိုကျွန်တော်တို့ကလိုက်သိယူတာပေါ့နော်အဲ့လိုပဲပို့ကောင်းမယ်ထင်ပါတယ်ဆိုတော့ကျွန်တော်ရဲ့အသက်ရှင်မှုတွေလှုပ်ရှားမှုတွေအားလုံးဟာဒီຢာတွေကိုကျွန်တော် message ပေးနေတဲ့သဘောပဲဖြစ်သွားတယ်เนาะဟုတ်နောက်ဆုံးတစ်ခုပဲပေါ့နော်အခုခေါင်းမှာထိုးလိုက် left နဲ့တွက်ကပါအဲ့ဒါလေးကျွန်တော်ဟုတ်တော့ left is answer ပေါ့ဒါကလည်းဒီရပဲစဉ်းသက်လာတာပဲတကယ်တော့စဉ်းစားကြည့်လိုက်ပါဘဝတစ်ခုကဘာကြီးဆိုတော့ကဘာကြီးတဲ့ကိုကျွန်တော်တို့ကလူသားတစ်ယောက်အနေနဲ့ဘဝတစ်ခုပိုင်ဆိုင်ပြီးတော့ရောက်လာတယ်ဆိုတော့အဲ့ဒီမှာအရေးကြီးဆုံးကဘာလဲပေါ့နော်အရေးကြီးဆုံးကဘာလဲလူတွေကအရေးကြီးဆုံးကဘာလဲထင်တဲ့ဟာကောင်မှာရှာဖွေပြီးတော့မှအသက်ရှင်ပြီးတော့ဒီနေ့ကျရင်တော့ပြန်ထွက်သွားတယ်ဒါပေမဲ့ကျွန်တော်တို့ကတော့ကြိုသိတယ်ဆိုတဲ့သဘောဖြစ်သွားတယ်ကြိုသိတယ်ဆိုတာလေမဝေးချင်းကတော့မသိဘူးပေါ့နော်တစ်ချိန်မှသိလာတယ်အဲ့ဒါဘာလဲဆိုတော့ love is answer ချစ်ချင်းမြတ်တာအဖြစ်ပဲအားလုံးတို့အဖြစ်ဖြစ်ဒီကဘာကြီးထဲမှာလူနေတာလဲဘာလဲဆိုချစ်ချင်းမြတ်တာဘာလာဖြည့်ရှင်းပေးနိုင်တာလဲချစ်ချင်းမြတ်တာချစ်ချင်းမြတ်တာ master key ဖြစ်တယ်ပေါ့နော်ဆိုတော့ love is answer လို့ရေးထားပါတော့ဟုတ်အခုကြည့်တဲ့ fan တွေနဲ့နှုတ်ဆက်ပေးပါအောင်ဟုတ်ကဲ့အားလုံးပေါ့နော်ကျွန်တော်ကဘယ်လိုပြောမလဲအားလုံးချစ်ပါတယ်ပေါ့နော်အဲ့တော့အားလုံးလည်းချစ်ကြပါဦးတယောက်နဲ့တယောက်ဟုတ်